အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘေးငံပြိုင်ကြော်လေးချက်စားပြပါတယ်ဒါလေးကတော့ပါဝင်ပစ္စည်းလေးတွေပါ6မျိုး9မျိုးလောက်ဆိုရင်ရပါပြီညီမတော့အဆက်ကြိုက်တဲ့အတွက်အမျိုးဒီစိမ်းမှာထည့်ထားပါတယ်ပထမဆုံးအနေနဲ့တော့ဘေးဥလေးတွေကိုပြုတ်လိုက်ပါတယ်ဘေးဥပြုတ်နေတော့မှချက်သွန်နီကိုထောင်းထားတယ်ပြီးလို့ရှိရင်တော့ပစွန်ချောင်းနဲ့ချက်သွန်ပြူကိုပါတက်ထောင်းထားပါတယ်ဘေးဥလေးတွေကိုကြော်လိုက်ပါတယ်နည်းနည်းတင်းသွားအောင်အတွက်ဘေးဥလေးတွေကြော်တာပါမကြော်လဲရပါတယ်ကိုအဆင်ပြေတယ်လို့လေးချက်စားလို့ရပါတယ်ရှင်ဒီနေသားလေးဆိုရင်တော့ရပါပြီချက်သွန်နီလေးတွေကိုကြော်လိုက်ပါတယ်ချက်သွန်နီလေးနွမ်းလာတဲ့အချိန်ကျမှထောင်းထားတဲ့ပစွန်ချောင်းနဲ့ချက်သွန်ပြူထောင်းထားတာလေးကိုထပ်ထည့်လိုက်ပါတယ်ဒီနေရာမှာငုတ်သီးမုံမှာတစ်ခါတည်းထည့်လို့ရပါတယ်ညီမငုတ်သီးမုံထည့်တဲ့ဟာလေးကြော်သွားလို့ပါပစွန်ကြောက်လေးတွေရဲ့ချက်သွန်နီရဲ့ငုတ်တီခွဲချမ်းလေးရဲ့ပေါ့နော်ဒူလေးရဲလာတဲ့အထိကြော်လိုက်ပါတယ်အဲ့ဒီမှာအနှမ်းလေးကအရန်မွေးနေပါပြီပြီးရင်တော့အစောနာကကြော်ထားတဲ့ဘဲဥလေးတွေကိုညီမကတခါတည်းရေငပြားကြီးမထည့်ခင်မှာတခါတည်းချက်သွန်နဲ့ရောကြော်လိုက်ပါတယ်မီးအပြင်းကြီးနဲ့မလုပ်တတ်တဲ့အတွက်ညီမကတော့မီးရည်နဲ့ပဲချက်တာမလို့နည်းနည်းလေးကြားပါတယ်ရှင်ပြီးရင်တော့ဆိုနာတော့ပြင်ထားတဲ့ငပြားရည်လေးတွေကိုထပ်ပြီးတော့လောင်လိုက်ပါမယ်ရှင်ငပြားရည်ထည့်ပြီးရနေညီမကတော့ရေဘူးတန်းထည့်လိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီငပြားရည်ထည့်တဲ့အချိန်မှာထွက်လာတဲ့ညှော်တဲ့အနံကိုညီမသိအရင်မခံနိုင်လို့ပါရေလေးတွေကိုတော့ချက်သွန်နီကြော်ထားတာလေးမြုပ်သွားအောင်ထိထည့်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့အဖက်လေးတွေနွမ်းပြီးတော့အရသာဘဲဥတွေဝင်သွားအောင်လို့ပါ။နည်းနည်းလေးစီပြန်လာတဲ့အချိန်ကျရင်တော့ညီမနောက်ဆုံးအနေနဲ့မကြီးမဲ့ရည်လေးကိုထည့်ပေးလိုက်ပါတယ်မကြီးမဲ့ရည်ကတော့အချင်းကျရင်နည်းနည်းလေးကဲထည့်လို့ရပါတယ်ညီမတော့9ဆုံးလောက်ထည့်လိုက်ပါတယ်မကြီးမဲ့ရည်ထည့်တာနဲ့မထည့်ရနဲ့မှမကြီးမဲ့ရည်ထည့်တာပိုပြီးစားလို့ကောင်းပါတယ်နော်အခုချိန်မှာဆိုလို့ရှိရင်တော့နည်းနည်းလေးစီပြန်ပြီးတော့ရေ6မဲ့အချိန်လောက်ရောက်နေပြီပေါ့နော်အရေကတော့အရေများများကြိုက်လို့ရှိရင်တော့စောစောချလို့ရပါတယ်အရေနည်းနည်းပဲကြိုက်တယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးခန်းသွားတဲ့အထိကြော်လို့ရပါတယ်ရှင်ဒီနေသားဆိုရင်တော့ရပါပြီရှင်ညီမကတော့အရေများလည်းမကြိုက်တယ်လို့အရင်နေ့ကလည်းမကြိုက်တဲ့အတွက်နည်းနည်းလေးခန်းအောင်ထားပြီးရင်ရပါပြီကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်